Hello အားလုံးမင်္ဂလာပါရှင် Pure Yoga Studio ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ intermediate yoga program လေးမှာကျွန်မဗာလေးလေ့ကျင့်ပေးမလဲဆိုလို့ရှိရင်မနေ့ကတော့ဟိုးရက်တရားအမာပိုင်းလေးလေ့ကျင့်ပြီးဆိုတော့ဒီနေ့ကကျွန်မတို့ flexible လေးဖြစ်တဲ့Kimpi Jun ပေါ့နော် Kimpi Jun post လေးကိုလေ့ကျင့်မှာဖြစ်ပါတယ် Kimpi Jun post လေးကလေ့ကျင့်တဲ့အခါမှာမိန်းကလေးတွေအတွက်လည်းပြပြပြမြောင်းနဲ့အရန်ကိုလှတယ်သို့တော်လည်းပဲသူ့မှာ challenges တွေရှိရယ် challenge ကဘာလေးလဲဆိုလို့ရှိရင်ပေါင် joint တွေတင်းအားရှိနေတဲ့သူတွေပခုံး joint တွေတင်းအားရှိနေတဲ့သူတွေအတွက်ကတော့ဒါလေးကိုကျွန်တော်လေ့ကျင့်ရအနေငယ်ကန့်သက်ချက်လေးတွေရှိမယ်ပခုံးလေးတွေကျက်နေတဲ့သူတွေအတွက်လည်းဒီနေ့ပခုံးလေးဖွင့်တဲ့ဟာလေးတွေပေါင်ကျက်နေတဲ့သူပေါင်လေးဖွင့်တာလေးအများကြီးလေ့ကျင့်သွားမယ်နော် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့စလိုက်ရအောင်အဲ့တော့အရင်ဆုံးထိုင်ရက်အနေထားလေးနဲ့ပဲအရင်စမယ်နော်ကျွန်တော်ထိုင်ရက်အနေထားလေးကနေပြီးတော့အရင်ဆုံးခြေထောက်လေးနဲ့ကို butterfly လေးခါပေးသွေးလေးနည်းနည်းပူပေးမယ်ခါလေးမှတ်ထား Okay အတိုင်းလေးကနေကျွန်မပေါင်လေးဖွင့်ပြီးလို့လေးဆင်သွားရအောင်နော်ရင်ဘတ်လေးဖွင့်ဘိုက်လေးကိုအရင်ဦးဆုံးခြေထောက်နဲ့အနီးဆုံးခါလေးကောက်လို့ရတယ်ဖင်လေးကောက်လို့ရတယ်ဒါပေမဲ့တင်မားလေးကောက်ပေမဲ့ပြန်တက်လာတဲ့အချိန်ကျရင်တော့ကျမတို့ဘိုက်ညှင်အားလေးသုံးပြီးပြန်တက်ရအောင်နော်ရှူသွင်းမယ်ဆင်ဝါ1 2ဒီနေရာမှာ flexible သိမ့်မဖြစ်တဲ့လူကနည်းနည်းတင်းတဲ့သူကကြတော့လေကျမတို့ခြေထောက်ကလေးကိုစောက်ကလေးလိုဖွင့်ထားပြီးနည်းနည်းလေးတင်းအားကရော့တဲ့သူကတော့ခြေဖွားလေးကိုနှစ်ခုပြားနေအောင်ကတ်ထားပြီနော်အဲဒါလေးကနေဆင်မယ်2 3ဘိုက်ညှင်အားလေးနဲ့ပြန်တက်မယ်နော်4တင်မားလေးမကြွရအောင်ယူဆိုင်မယ်5 6 7 8 9 10 11 12 14 15ရအောင်လက်ကလေးပတ်တာချိတ်နှစ်ဖူးလေးချလို့ရရင်ချပေးโอเคလက်ကလေးခွာလို့ရရင်နည်းနည်းထက်ခွာထုံးအသက်ရှူမယ်1ပခုံးနှစ်ခုကြာလက်ပြင်လေးကိုအဓိကညှစ်မယ်နော်2 3ဘိုင်လေးညှစ်အားသုံးပြီးအနောက်ဘက်ကိုပြန်ဆွဲဖိချပေး4 5ရှူသွင်းပြန်တက်လာမယ်โอเคရှူထုတ်မယ်โอเคအတားနဲ့လက်ကလေးကိုဖြီလိုက်မယ်ဖြီလိုက်ပြီးရင်သားလေးကိုယ့်ရဲ့ညာဘက်6လေးကိုအရင်ဆုံးဒီလိုလေးမှားတယ်ကလေးလေးပွေ့ထားလို့ပွေ့မယ်အသက်ရှူမယ်ရှူထုတ်နောက်တစ်ချိန်လေးရှူသွင်းမယ်ခါဆန္နာရှူထုတ်နောက်ဆုံးတစ်ခေါက်လေးရှူမယ်โอเคခါမှတ်ထားမယ်ရှူထုတ်ပြီးတော့6လေးကိုကျွန်မဒီဘက်က6ရဲ့ဘေးမှာသွားချခါလှည့်မယ်ဘယ်ဘက်လက်လေးပေါ်မြောက်လေးရှူမယ်ရှူထုတ်ပြီးခါအားသုံးပြီးလှည့်โอเคလှည့်ပြီးရင်ရတဲ့သူကဒီအပေါက်ထဲရလက်ကိုထိုးထည့်ကြည့်ရတဲ့သူပြောတာနော်လက်နှစ်ခုချိတ်နိုင်တဲ့သူချိတ်ကြည့်ခါကိုလှည့်ပြီးလိန်ထားမယ်အသက်ရှူမယ်1ဒီဘက်ကတင်မာနည်းနည်းကြွမယ်နော်ညာဘက်တင်မာနည်းနည်းကြွမယ်နော်ညာဘက်တင်မာမကြွရင်မရအောင်နော်2မကြွရင်လှည့်လို့ပုံတိတ်မရဘူး3 4နိုင်တဲ့လောက်ပဲနော်မရတဲ့သူကလက်ကိုလေးပဲခြိထားနော်ခါအားသုံးပြီးလှည့်မယ်5 Okay ပြီးသွားရင်အဲ့6ကိုဘေးဘက်ကိုလိုကားထုတ်လိုက်နော်ဘေးဘက်ကိုကားထုတ်လိုက်ကားထုတ်ပြီးရင်အပေါ်အောက် up down လေး side body လေးခါအရင် twist လေးလှည့်အဲ့တော့ဒီဘက်ဘဲဘက်ချမ်းခနာကိုလှည့်ပြီးွားမှာအောက်ကညာဘက်ပခုံးအောက်ဘက်ကိုဆွဲထုတ်အရှေ့ဘက်ကိုဆွဲထုတ်ပေါ့နော်ပြီးရလောက်ဘေးဘက်ကိုစောင်းမယ်1 2 3 4ဘေးဘက်ခနာကိုတစ်ခုလုံးဖွင့်ထုတ်အပေါ်ကလက်ကိုနေရွက်နောက်ကိုမြများပို့နော်5ရောက်ရင်6လေးကိုမိရင်ဟိုးရမယ်အောက်ကပခုံးလေးကိုဆွဲထုတ်ပေး1 2 3ဒီလက်ကဒူးပေါ်မှာရလို့မဟုတ်ဘူးနော်ကိုကြိုက်တဲ့တနေရာလေးမှာအောက်ကိုချတာ4ခါကြီးကိုလှည့်ပေး side body တစ်ခုလုံးဆွဲဆက်ဒီ side body 5 okay ဖြည်းဖြည်းလေးပြန်လျှော့ပြီးတော့မှဒီ6လေးကိုကျွန်မပြန်သိမ်းယူလိုက်မယ်ဒီတစ်ခါဘယ်ဘက်6လေးပွေဖက်မယ် okay ခါမှတ်ထားငိမ့်ငိမ့်လေးပဲရားလောက်ပေါင်လေးကိုပဲရားလောက်ဖွင့်ထားတယ်ရှူထုတ်မယ်2 3 4 5ရရင်ဒီဘက်6လေးပေါင်လေးရဲ့ဘေးမှာကြည့်6အောက်က6နည်းနည်းလေးအတွင်းနဲ့ထည့်လိုက်သွားချမယ်ခါလှည့်မယ်ညာဘက်လက်ကိုပေါ်မြောက်လေးရှူခဏကိုဆန့်ထုတ်ပြီးအဲ့ဆန့်အားပြီးတော့မှလှည့်အောင်သုံးမယ်နော်ပြီးရင်ဒီအပေါက်လေးနဲ့လက်ကလေးကိုရှူထည့်မယ်โอเคလက်နှစ်ခုချိတ်လို့ရရင်ချိတ်ကြည့်ဒီဘက်တင်မှာကြွရတွေ့လားဘယ်ဘက်တင်မှာကြွမယ်နော်1ခါအားသုံးပြီးလှည့်မယ်2
3ရင်ဘတ်တစ်ခုလုံးဒီဘယ်ဘက်ချမ်းရောက်နေလိမ့်မယ်နော်4 5 okay ဖြည်းဖြည်းလေးပြန်လျှော့တယ်ပြီးရင်ဘယ်ဘက်ချက်ကိုဘေးဘက်ကိုဆန့်ထုတ်လိုက် okay ပြီးတော့မှဒါလေးဘယ်ဘက်လက်ကခါကိုလှည့်တယ်ညာဘက်ချမ်းကိုလှည့်တယ်ပြီးသွားရင်ဘေးကိုစောင်းချက်1အဲ့တော့မှဒီ side body ကပို့ပြီးတင်းရပို့ရမှာနော်2 3 4 5 ရရင်ဟိုထားပေး1 2နောက်ကလက်ကိုအပေါ်ကလက်ကိုနောက်ကိုမြင်များ3မြင်များ3မြင်များ4လှည့်ခါလှည့်4 5 okay ပြန်လာမယ်ရှုသွင်း okay ရှုထော့ပြီးွားရင်ဒါလေး6လေးနှစ်ခု cross လေးလုပ်ပေး table pose လေးဝင်ရအောင်ကတ်ကောင်းလေးသွားရအောင် okay ရှုသွင်းတဲ့ချိန်မှာခါလေးကော့ okay bike လေးပြစ်ချရင်မက်လေးလက်နှစ်ခုကြာများဆွဲထုတ်ရှုထော့ရင်ခုံးမယ်တစ်စင်ညင်သွားဘိုင်းညစ်တယ်1ရှုသွင်းနေရင်မလေးလည်းနှစ်ခုကြားဆွဲထုတ်ရှုထောက်ရင်ခုံးနဲ့တစ်စင်ညင်2ဖြည်းဖြည်းမှန်မှန်လေးပဲသွားခုံးနဲ့3ရှုသွင်းနေ4ရှုသွင်းနေ5 okay အဲ့ရနေညာဘက်6လေးညာဘက်လက်ရဲ့အပြင်ကိုပို့လိုက်မယ်ဘယ်ဘက်6ကိုနောက်ကိုဝေးလေးရွှေ့မယ်ဒူးဆန်လေးဆက်မယ်မင်းကောဘရာပို့စ်လို့ခါလေးကော့ပြီ okay 2 3နောက်ပေါင်လေးကိုနှဲ့ပြီးဖိချတယ်4ခါလေးကော့ထား okay 5ကော့ထားများလေးကော့ထားပေါင်နောက်ပေါင်အာယူဖွင့်ထုတ်ပြီးဆွဲဆက်3ဒူးဆန်ဆက်4အရှိချစ်ပွားရဲ့မလန်စင်းနဲ့ထိန်းနှနောက်ဆုံးတစ်ခါ okay 5ရံဖြည်းဖြည်းလေးပီဂျွန်လေးတစ်ခါရဲ့ထက် okay open ပီဂျွန်ရတဲ့သူကလုံးဝ6ကို open လုပ်ထားမရတဲ့သူကကိုနိုင်လောက်လေးပဲထိန်းမယ် okay ထိန်းနာ okay အတိုင်းလေးကနေပြီးတော့မှသားလေးနောက်ချစ်လေးကိုကွေးလိုက်ပြန်ဆန့်လိုက်1ကွေးလိုက်နောက်ပေါင်လေးတင်းဆုံးဖြစ်သွားမယ်2 3ချေဖို့လိုပက်လက်လေးပဲထားလို့ရတယ်နော်4 5ရေမလို့လိုဖွင့်တာ6 7 okay 8ရောင်သားလေးဖြည်းဖြည်းလေးမှောက်ချနောက်6ကိုတစ်ခါလေးလှန်ဆွဲမယ်ခြေဖနှောက်နဲ့တင်မဆွဲကက်တက်ရှူမယ်2 3 4 5 okay ဖြည်းဖြည်းလေးပြန်လျှော့ပြီးရင်ခဏကို twist လိုက်မယ်အဲ့တော့ဒီဘက်ညာဘက်ဒူကုတ်နည်းနည်းလေးတွင်းနေလေးတည်းထည့်လိုက်ပြီးတော့မှခါအားသုံးပြီးလိမ့်မယ်လှဲ့မယ် okay လက်အုပ်လေးခြိထားတယ်လက်လှုပ်လို့ရရင်လှုပ်လို့မရဒီတိုင်းပဲလှည့်တာ1 2 that shoe man 3 4 5 okay ပြန်လာမယ်ပြီးရင်ဒီခါအရှိ6ကိုနည်းနည်းပြန်ဖွင့်ထုတ်နောက်6ကိုကျတော့ကွေးထားလိုက်ဒီလိုလေးနောက်6ကိုခဏမေ့တာနောက်6ကိုအဓိကမဖိဘူးခါလှဲ့မယ်ညာဘက်ခြေဖွားနဲ့ညာဘက်ပခုံးနဲ့ပေါင်ပဲအဓိကဖွင့်ပါနော်လက်အုပ်လေးခြိတာ1ဆွဲလှဲ့တယ်ခါပဲ2 3ပေါင်ဖွင့်ထားရင်နဲ့4 5 okay ပြန်လာမယ်ဖြည်းဖြည်းပြန်လာမယ်ပြီးရင်သားလေးဖြည်းဖြည်းချင်းလေးနောက်6ကိုတစ်ချက်ရှေ့ကိုခေါ်လိုက်မယ်လက်ထောက်မယ်ရှေ့6ကနောက်ကိုပြန်ပို့မယ် okay ခါလေးကော့မယ်ခုနတိုင်းမယ်1 2ဒူးဆက်လေးဆန်တာ3 4 the shoe 5ရောက်ရင်ပီဂျွန်လေးထည့်လိုက်မယ် okay ပီဂျွန်လေးထည့်ပြီးတော့မှဒါလေးနောက်6ကိုကွေးလိုက်ဆန်လိုက်9ခါရင်မလေးဖွင့်တာ1 6လေးကိုကော့လေးပဲသွားတကောက်ကွေးကြွက်သားလေးနောက်ကတကောက်ကွေးပေါင်နောက်ကြွက်သားလေးညှစ်မယ်နော်2ပြေးချင်းသွားမယ်3 4 5 6 7 okay မှောက်ချလိုက်နောက်6ကိုသားလေးလှမ်းယူမယ်ဆွဲကပ်မယ်ခြေဖနှောက်နဲ့တင်မလေးမှောက်ခုံဖြစ်အောင်ထားအသက်ရှူ1 2 3 4 5 okay ဖြည်းဖြည်းလေးပြန်လျှော့တယ်ဒါလေးပြန်လာပြန်ထပြီးမှခါလှဲ့မယ်ဒူကောင်းလေးအတွင်းနည်းနည်းထက်အဲ့တော့မှခါလိန်လို့ပို့ရမယ်ခါကိုနည်းနည်းလေးဆိုလိုတဲ့သဘောကဘယ်ဘက်ပေါင်နဲ့ဒီညာဘက်ရင်ဘက်နဲ့အနည်းဆုံးကတ်သွားအထိလက်နော်နိုင်တဲ့လောက်ပေါ့နော်
Okay လက်လွတ်လို့ရရင်လွတ်ကြည့်1ထိန်းတာ2 3 4 5 Okay ပြန်လာမယ်နောက်6ကိုကိုယ်လိုက်နောက်6ကိုခဏမေ့ထားဒီ6လေးကိုပဲနည်းနည်းအရှိထက်တိုးပြီးရင်ခါလှည့်မယ်1လက်ကိုလေးချီတာပခုံးနဲ့ခြေဖွားနဲ့နော်ဘယ်ပခုံးပဲခြေဖွားပခုံးမထိနိုင်ရင်လက်မောင်းအလဲလောက်အရင်လောက်ထိအောင်သွားပေး3 4ခါအားသုံးပြီးလှည့်ကြည့်မယ်ပေါင်အားသုံးပြီးဖွင့်ကြည့်မယ်5 Okay ပြန်လာမယ်ပြီးသွားရင်နောက်6လေးရှေ့ကိုတစ်ခေါက်ပြန်ခေါ်လာဒီ6ကိုနောက်ကိုပြန်ပို့မယ်လက်လေးထပ် Okay ဒီတစ်ခါကျရင်အတိုင်းလေးကနေပြီးတော့လက်ကိုအရှိလေးကိုတစ်ဖွားတက်ပြန်လာမယ်တစ်ဖွားတက်ပြန်လာမယ်3 4 5 Okay ပြီးသွားရင်ဒါလေးနောက်ဒူးကောင်းလေးချမယ်တစ်ခါတည်းလေးပပီပို့စ်ကိုလက်ချောင်းထိတ်လေးပဲထားမယ်ဖလိုးလေးနဲ့တူသွားမယ်ပခုံးဖွင့်မယ်ရင်ဘက်လေးအောက်ကိုဖိချက်ရှုထောက် 2 3 4 5 Okay ပြန်လာမယ်ပြီးရင်ဘယ်ဘက်6လေးဘယ်ဘက်လက်ရဲ့အပြင်နောက်ဒူးဆန်ဆန်လက်ကလေးရှေ့ကိုသွားမယ်1 2 3 4 5 Okay ပြန်လာမယ်နောက်ဒူးလေးပြန်ချလေးဘက်ထောက်ကနေလက်ကိုရှေ့ကိုပြန်ဆန်ထုတ်မယ်တက်ပီလေးလက်ရှိမယ်1 2 3 4 5 Okay ဖြည်းဖြည်းလေးပြန် short time post လေးခဏလေးမော်ဖြည်းပခုံးလေးခဏလောက်အား short ထားပေးโอเคဖြည်းဖြည်းလေးထားလာမယ်ပြီးရင်ဘလော့တုံးလေးတွေယူလိုက်မယ်တတုံးပဲဘလော့တုံးလေးတတုံးယူပြီးတော့ဘလော့တုံးလေး pass လုပ်ပါ1 2 3 4 5ရလို့မြန်လေးပေးနော်6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 29 28 29 30 Okay ပြီးသွားရင်လက်ကိုချိတ်ကြည့်မယ်ကိုအစင်ပြေတဲ့လက်ကိုအရင်ချိတ်နော် Okay ချိတ်ထားကြောလေးလျှော့ထားတယ်တောင်စက်တွေကိုအနောက်ကိုများများလေးပုတ်ပြီးလေရင်ဘက်ကပို့ပွင့်နေတယ်သက်ရှူမယ်2 3 ညနေတရားလေးရှော့4 5နောက်တစ်ဖက်များလေးအောက်ကလက်ကပေါ်များသွားပေါ်လက်ကအောက်ကိုများဆင်အဲ့ဒါဆိုလို့ရှိရင်သိကြတယ်ချိတ်မိတယ်နော်တောင်စစ်ကိုလည်းနောက်ကိုများပို့သက်ရှူ1 2 3 4 5 Okay ဖြည်းဖြည်းလေးပြန်လျှော့တယ်ပြီးသွားရင်ကျိုးလေးတွေယူရအောင်နော်အဲ့တော့ကျိုးလေးဝိုင်ရအောင်ကျမတို့ပခုံးထိတ်ကနေလက်တစ်ဖောင်လေးစတယ်နော်ဒါလေးကပုံမှန် standard size လေးပေါ့အဲ့ဒီမှာကိုယ့်အတွက်ကလွယ်ကူတဲ့လူကနည်းနည်းလေးကျင်းလာလေလွယ်လာခက်လာလိမ့်မယ်ပေါ့မရရင်ပခုံးရမ်းကျတဲ့လူကနည်းနည်းကျဲပေါ့အဓိကဒီလောက်ကနေစပေးဝိုင်မယ်1 2 3ကိုယ့်အတွက်လွယ်လာရင်နည်းနည်းကျင်းလာ4 5ဆွဲအလဲကောင်တီးခံပြီးဆွဲ6ရှုသွင်း7ရှုသွင်း8ရှုသွင်း9ဆွဲအလဲမှာတီးခတ်10ဆက်သွားမယ်ရှုသွင်း7နည်းနည်းမြရရလို့ကျင်းလာနော်12ရှုသွင်း73ရှုသွင်း14ရှုသွင်း15ရှုသွင်း16ရှုသွင်း
second ရှုသွင်း18ရှုသွင်း19ရှုသွင်း20เนาะဒီကနေရှေ့ကနေနောက်သွားရင်1နောက်ကနေရှေ့ပြန်2เนาะအဲ့ဒါလေးโอเคပြီးသွားလို့ရှိရင်မေးစီနဲ့ရင်ဘက်ကကောင်းဝမ်းလေးနဲ့ဝိုက်ပြီပခုံးလေးတင်းအားလေး short ပေးပြောင်းမြန်လေးပြန်ဝိုက်ခါရရင်ပခုံးလေးတွက်ညှစ်မိတတ်တယ်เนาะအားကြောင့်လို့ပခုံးလေးတင်းသွားမှာဆိုလို့โอเคပြီးသွားရင်တော့ flow လေးသွားရအောင်เนาะโอเคအတိုင်းလေးကနေပြောညီမတို့ကြည့်ရအောင် downward တော့ကနေပေါင်ရင်းလေးကိုဝိုက်ရအောင်เนาะအဲ့တော့အတွင်းပြင်အပြင်အတွင်းလေးဝိုက်မယ်ညာ6ကိုအတွင်းအပြင်အတွင်း1အတွင်းအပြင်အတွင်း2ပေါင်ရင်းလေးကနေသွားပေး3ခေါက်ပဲ3ရောက်ရင် scorpion လို့လေးပေါင်လေးကိုဖွင့်တာโอเคညာချမ်းရောက်လည်းနေမော်ကြီးပြီးရင်ခြေထိတ်လေးချမယ်ညာခြေထိတ်လေးဘယ်ဘက်လက်ထောက်တာဝိုင်းသိရင်မကိုဖွင့်မယ်ကော့တင်မယ်အောက်က6ဒီအဓိကပါဝါပဲလက်ထိတ်လေးထိနိုင်ထိပြီးသွားထိတာအသက်ရှူ1မထိနိုင်လည်းမသွားမထိနဲ့2 3 4 5ရဖြည်းဖြည်းပြန်လာမယ်အသားလေးညာဘက်လက်ရဲ့အပြင်မှာခြေပွားလေးချရတဲ့သူကတထောင်စစ်ကိုဖြည်းဖြည်းလေးနှိမ့်စင်းမယ်မရတဲ့သူကအနာလေးမှာပဲနေနောက်ဒူးဆန်ဆက်တာအသက်ရှူမယ်1 2နောက်ဒူးဆန်ဆက်3 4 5ရနောက်ဒူးကောင်းလေးချမယ်ဘယ်ဘက်လက်ကတော့ဒီတိုင်းပဲထောက်ထားတထောင်စစ်ကိုညာဘက်လက်ကအနောက်က6ကိုသွားဆွဲမယ်ခါလေးနည်းနည်းလေးကော့ယူထားတဲ့ပုံစံလေးဆွဲကပ်မယ်ခြေဖနှောင်းနဲ့တင်မာလေးအနည်းဆုံး1 2 3ရှေ့ချစ်ပွားမလန်စင်းနဲ့ရော4 okay 5ဖြည်းဖြည်းလေးပြန်လျှော့မယ်ပြီးွားရင်သားလေးဖြည်းဖြည်းလေးနောက်6လေးကိုသားလေးရှေ့6စီကိုလက်နှစ်ခုကြားထဲကနေနောက်6ကိုဆွဲထုတ်မယ်ညာဘက်လက်ကိုလွှတ်လိုက်ပြီးရင်ထိုင်ချပြီးရင်ဘယ်ဘက်လက်ကခက်ခွာလေးပြန်ထောက်သူ့နေရာလေးမှာဆိုရင်အပေါ်ကော့ရတာနည်းနည်းခက်မှာဆိုလို့နော်ပြီးရင်ခုနအတိုင်းပဲ wine thing ပြန်ကော့မယ်နောက်ထပ် variation တစ်မျိုး1 2 3ပေါင်နေနည်းနည်းတက်ညှစ်ထားပြင်မဲ့ဖွင့်တာလက်ထိတ်မထိလည်းရလောက်သွားမယ်နော်4 5ပြန်ဆင်းမယ်အောက်ဖက်ကိုပြန်ဆင်းမယ်ပြန်ဆင်းပြီးတာနဲ့ဒီ6ကိုဘေးလေးကိုနည်းနည်းလေးကားပေးလိုက်ကားပြီးရင်ဘယ်ဘက်လက်လေးညာဘက်ခြေချင်းကိုကိုင်ဒီ6ကလည်းခြေချနှောင်းနဲ့အရန်ကတ်နေနည်းနည်းရှေ့ကိုခွာထုတ်နည်းနည်းလေးခွာပေးပြီးရင်ဘေးဘက်ကိုစောင်းချအသက်ရှူမယ်1 2 3 4 5ဖြည်းဖြည်းလေးပြန်လျှော့မယ်ပြီးတော့မှဒါလေး6ကိုမူရင်းနေရာကိုပြန်လာလက်6ဘိုက်ညင်အား3ဒီ6ကိုပြန်ဆွဲထုတ်မယ်လက်ထောက်မယ်ရှေ့6နောက်ကိုခေါ်မယ် downward dog okay နောက်ဒီချမ်းလေးအဲ့တိုင်းလေးပဲသွားရအောင်နော်ဘယ်ဘက်6လေးဒူးလေးကွေးလိုက်မယ်ပေါင်ရင်းကနေဝိုက်မယ်အတွင်းပြင်အပြင်တွင်းလေး3ခေါက်ပဲ1 2 3 okay ပြီးရင်ပေါင်ရင်းလေးဖြဲမယ်လက်ခြေထိတ်လေးချဖြည်းဖြည်းပြေခါညာဘက်လက်ထောက်မယ်ပေါ်ကော့မယ်1 2 3 4 5ဖြည်းဖြည်းပြန်လာမယ်ဘယ်ဘက်လက်ရဲ့အပြင်ဘက်မှာခြေဖွားဖို့ရတဲ့သူကတရောင်စစ်လေးနည်းနည်းလေးနှိမ့်စင်းမယ်1သက်ရှူမယ်2 lizard pose ကြောင်းထားမယ်3 4နောက်ဒူးကောင်းလေးချဒီတစ်ခါဘယ်ဘက်လက်လေးနဲ့လှမ်းဆွဲမယ်ညာဘက်6ကိုခြေဖနှောင်းနဲ့တင်မားလေးဆွဲကအနည်းဆုံး1 2 3ခြေဖွားရေး press feeder 4 5ဖြည်းဖြည်းပြန်လျှော့မယ်လက်ကလေးထားပြီးပါသားလေးညာဘက်လက်ကဒီတိုင်းပဲထောက်ထားဘယ်ဘက်လက်ကိုလွှတ်လိုက်မယ်နော်လွှတ်လိုက်ပြီးရင်ဆွဲထုတ်မယ်ဘိုင်းညင်အားတော့ဆွဲထုတ်ပြီးများထိုင်ချပြီးရင်ကျမတို့ဒီညာလက်ကိုဘေးနည်းနည်းလေးခက်ခွာလေးအနောက်မှာချနော်အဲ့တော့မှအပေါ်ကော့လို့ရမယ်နော်ဒီ6ကိုလည်းနည်းနည်းလေးခွာပေးလိုက်အဲ့တော့မှအပေါ် wine သိမ်းပုံစံကော့လို့ရမယ်လက်ထောက်အားတော့1
2 3 4 5 okay ဖြည်းဖြည်းပြန်ဆင်းတယ်ပြန်လာတယ်ပြီးတော့မှလက်ပြန်ထောက်မယ် sorry ဘေးဘက်ကိုစောင်းအောင်ပါခြောက်ကိုဘေးနည်းနည်းကားမယ်ပြီးရင်ဘယ်ဘက်ခြေကျွန်းကိုညာလက်ကကိုင်မယ်ပခုံးလှဲ့မယ်ရင်ဘက်ဖွင့်မယ်အပေါ်ကရင်ဘက်ကိုဖွင့်ပြီးဘေးဘက်ကိုစောင်းချ twist side bend တက်ရှူမယ်2 3 4 5ဖြည်းဖြည်းပြန်လျှော့တယ်လက်ကလေးပြန်လာမယ်ပြီးရင်ခြောက်ကိုအရင်ယူပြီးမှညာလက်ခြောက်ဘိုင်းညှင်အားသုံးခြောက်ကိုဆွဲထုတ်လက်ထောက်ရှေ့ခြောက်ကိုနောက်ကိုပြန်ခေါ် downward facing dog okay အတိုင်းလေးနဲ့ဒူးလေးချလိုက်ဘလော့တုံးလေးနှစ်တုံးယူ okay ဘလော့တုံးလေးနဲ့ပခုံးလေးကိုထပ်ဖွင့်မယ်အဲ့တော့ပခုံးလေးကိုဖွင့်ရင်းနဲ့ကျွန်တော်တို့ကဘန်းပုံစံလေးပေါ့နော်ဒီမှာချက်ကြည့်မယ်နော်ဘလော့တုံးထိအမြင့်လေးထားမယ်နောက်ဒူးနဲ့တင်မတန်းနဲ့ပခုံးလေးကိုနိုင်လောက်ဖိချတယ်ရင်ဘက်ချတယ်โอเคနော်ရင်ဘက်ထိချင်မှလည်းထိမနိုင်တော့သွားမယ်နော်ပြီးရင်ကက်ကောင်းပုံစံလေးခုံးတယ်အောက်ကိုလှမ်းကြည့်ရဘိုင်းညှင်အားလေးသုံးချက်ကိုလှမ်းကြည့်1 2 3 4 5 6 ခုနခေါက်ပဲ7 okay ဖြည်းဖြည်းလေးပြန်လျှော့မယ် okay အဲ့တန်းလေးကနေဖြည်းဖြည်းလေးသားလေးအောက်ကလေးကိုမှောက်ချလိုက်မှောက်ချပြီးရင်သားလေးရင်သားနားလေးမှာလက်ကိုထား cobra pose လိုမျိုးလေး okay အပေါ်ပိုင်းလေးကိုကော့ဖြည်းဖြည်းချင်းတင်မားလေးညှင်မယ်ရသလား okay ဖြည်းဖြည်းအိမ်မှာရင်ဘက်ကိုလက်နှစ်ခုကြားဒီလိုထုတ်ထားမယ်တွေ့လားလိုမျိုးကြီးပခုံးကြီးနဲ့ cobra ရဲ့ပုံစံတိုင်းမှာနှစ်ရွက်ကြီးနဲ့လိုကြုံမနေဘူးပခုံးနှစ်ရွက်ဝေဝေပခုံးနှစ်ရွက်ဝေဝေရသလောက်ပခုံးနှစ်ခုကြားမှာရလက်ပြင်ကြွက်သားလေးကစာညှစ်ထားမယ်လက်ကိုတယောက်ကလိုလှမ်းခွာရင်လက်ကဘေးဘက်ကိုကွာမထွက်ရလောက်အောင်ထိလက်ကိုချုပ်ပြီးညှစ်ထားမယ်တက်ရှူမယ်2 3 4ရင်ဘက်လေးနိုင်လောက်ဖွင့်ပေး5ဖြည်းဖြည်းလေးပြက်လာအမောလေးဖြည့်ထားပြီးသွားရင်ကျွန်တော်တို့တွေဘယ်ဘက်ကိုအရင်ပြမယ်ဘယ်ဘက်လက်ကိုလိုလက်ပလက်လေးထားပြီးရင်ညာဘက်6ကဒူကောင်းလေးထောက်ပြီးရင်အဲ့ညာဘက်6လေးကဒီပခုံးချက်တဲ့သူကလေလက်ကိုဒီလိုပခုံးနဲ့ဒီလက်ပွားနဲ့ဒန်းနဲ့မရအောင်နည်းနည်းအောက်လေးနည်းနည်းဆင်းနော်အပေါ်ဒီဒန်းနဲ့မရအောင်အောက်လေးနည်းနည်းဆင်းအဲ့တော့မှဒီ6လေးလာထည့်ရင်6ကိုဖမ်းမိပါနော်ဒီမှာဆိုအရန်ဝေးနေပါလေနော်ဒီနားထိပခုံးချက်ပွင့်နေသူကတော့ကိစ္စမရှိဘူးနော်ကင်ထားတဲ့ပုံစံလေးအတိုင်းလေးပဲဒူးလေးထောက်တာပေါင်လေးကိုဖွင့်ထားတဲ့သဘောလေးဒီဘက်ကလက်ကဒီတိုင်းပဲထားအသက်ရှူ1ခါလေးလိန်ထားတဲ့ခံစားချက်2အောက်ကဖြာကိုပဲကြည့်3 4 5ဖြည်းဖြည်းလေးပြန်လာတယ်အသားလေးပြန်ရွှေ့နောက်တစ်ဖက်ပြောင်းမယ်ညာဘက်လက်ကိုပတ်လက်လေးကိုယ့်ဘက်ကို adjust လုပ်နော်အနီးဝေးရဒီခါဘယ်6ကိုထောက်မယ်သွားကင်မယ်လက်ကလေးနဲ့6ကကင်6လေးလက်ကကင်ပေါ့နော်ဒီတိုင်းလေးပဲအသက်ရှူမယ်1ဒူးကောင်းဒီကလိုထောင်ဖို့ရေးကြည့်သေးရနော်ပေါင်လေးလည်းဖွင့်ပါဆို2 3မျက်နှာတင်းအားလေးလျှော့မယ်ပြုံးမယ်4 5ဖြည်းဖြည်းလေးပြန်လာမယ်အသားလေးပြန်လာလက်ကလေးပြန်လာပြီးနောက်တစ်ချိန် cobra pose လေးပြန်တက်မယ်ရင်ဘက်လေးဖွင့်မယ်ချောင်းတစ်ခုနည်းနည်းလေးဆုထားနော်နိုင်တဲ့လောက်လေးရတဲ့သူကအဓိကရင်ဘက်ကိုပဲဖွင့်မယ်ပခုံးနဲ့ရွက်ဝေးဝေးလက်ကိုကတ်ထားတယောက်ကလှမ်းဆွဲနောက်ဘေးဘက်ကိုကွာမထွက်သွားတဲ့အားဆိုင်မှုရင်ဘက်ဖွင့်2 3ညနာတင်းအားလေး short 4 5ဖြည်းဖြည်းလေးပြန်ချမှာโอเคနောက်တစ်ခါဒီတစ်ခါကျတော့ကျမတို့ဒါလေးဟိုဖြစ်တယ်နော်6ကိုခါလေးလှည့်တယ်လက်နှစ်ခုကိုဒီလိုကင်လက်နှစ်ခုချိန်မှာကျမတို့လက်ခွာတဲ့ပုံစံမျိုးလေးโอเคပြီးရင်ဘေးလေးစောင်းလိုက်တယ်စောင်းမှ6နှစ်ဖက်ကိုဒါလေးဖြည်းဖြည်းချင်းလေးမကြည့်မယ်ဖြည်းဖြည်းထိန်းထားကြည့်မယ်1 2ပခုံးလေးနည်းနည်းလေးတိခန့်3လက်ကိုနည်းနည်းဝေးဝေးခွာထုတ်ရတဲ့သူပြောရနော်4ခဏကိုနည်းနည်းခွာပေးခိုင်းတာ5ဖြည်းဖြည်းလေးပြန်လာဘေးဆောင်းဆောင်းလေးဖြစ်သွားတာနော်ပြန်လာမယ်နောက်တစ်ဖက်
လက်ကလေးကိုဒီလိုသွားမယ်ဘေးလေးနည်းနည်းစောင်းမယ်လက်နှစ်ခုရင်ချိတ်လက်နှစ်ခုမိသွားပြီဆိုမှခန္ဓာကိုယ်လေးဘေးနည်းနည်းစောင်းလိုက်တယ်6ကိုဂူးကွေးလေးကနေမှโอเคထိန်းကြည့်တစ်ဖက်မတူ balance 1 balance နည်းနည်းထိန်းရတယ်2လက်ကိုနည်းနည်းခွာထုတ်ကြည့်ကျမဆိုဒီဘက်နည်းနည်းပိုကျက်တယ်3တက်ရှူမယ်4အောက်ကိုပဲကြည့်တာဖြာဦးညနေတင်းရလေးရှော့မယ်5โอเคဖြည်းဖြည်းလေးပြန်လာတယ်ပြန်လာမယ်ပြီးတော့မှဒါလေးပြန်လာပြီးသွားရင်နောက်တစ်ချိန် cobra pose လေးပြန်တက်မယ်5နောက်ဆုံးတစ်ခေါက်လေးရှူမယ်1ညမကိုဖွင့်တာ2ပေါင်လေးနှစ်ခုကြားကိုဘလော့တုံးလေးတစ်လုံးညှက်ထားလို့ညှက်ထားနော်ခြေမလေးနှစ်ခုထိလို့ရရင်ထိမယ်3ပခုံးနှစ်ရက်ဝေး4 5 okay ဖြည်းဖြည်းလေးပြန်မှောက်ချတယ်ခဏလေးမောဖြည့်ထားပေးပခုံးလေးတင်းရလေးလျှော့ထား okay ပြီးသွားရင်ဒီမှာလက်ချောင်းထိတ်ကလေးတွေလာမယ်နော် cobra ပုံစံလေးကနေမှတစ်ချက်လေးတက်မယ်ပြီးဘဲပခုံးလေး dip လိုလေး dip လုပ်လိုက်ပြန်တက်မယ်ညာဘက်ပခုံးလေး dip ပြန်တက်မယ်ဘဲပခုံးလေး dip ပြန်တက်မယ်ညာရှုထောက်ရှုထောက်နောက်ဆုံးတစ်ခါရှုထောက်ရှုညာဘက်ထောက် okay ပြန်လာမယ်ရှုသွင်းတက်ထား3 4ရင်မကြည့်ရှုထုတ်ဖွင့်ထုတ်တာ5 okay ပြန်လာမယ်လက်ကလေးပြန်ထောင်းမယ်downward dog ဝင်ရ okay အတိုင်းလေးကနေပဲညာဘက်6လေးတစ်ချောင်းမြောက်မယ်ပေါင်ရင်းကနေညာဘက်လက်ရဲ့အပြင်ပို့မယ် okay အတိုင်းလေးနေပြီးတော့ကျမတို့တွေနော်ပခုံးလေးကိုညာအပေါင်အောက်လေးများများတိုးသွင်းမယ်လက်ချောင်းထစ်လေးပဲထားမယ်ပေါင်အားသုံးပြီးညှစ်ထားမယ်အသက်ရှူမယ်1 2 3 4 5ပြေးပြေးလေးပြန်လာမယ်ပြီးသွားတာနဲ့အဲ့6လေးကိုပီဂျွန်လေးထည့်လိုက်တော့ okay နော်ပီဂျွန်လေးထည့်ပေး okay ရှောက်လေးကိုဖွင့်ရတဲ့သူက6ကိုအဖြစ်ကိုများများဖွင့်ထုတ်တာokay အတိုင်းလေးကနေရတဲ့သူကနောက်ပေါင်လေးကိုဖိထားရင်းနဲ့ညာဘက်လက်တစ်ဖက်ကိုအရင်လှုပ်ကြည့်မယ်အနောက်ကိုများများသွားမယ်ရင်ဘက်ကိုခုန cobra ကတော့ပဲရင်ဘက်များများဖွင့်နော်သူကရင်ဘက်ဖွင့်မှကင်းပီဂျွန်ကဆွဲလို့ကောင်းတယ်လက်ကလည်းအနောက်ကိုနိုင်လောက်သွားရရင်နောက်တစ်ဖက်လွတ်ပြီသက်ရှူ2စန်ထုတ်3နောက်ပေါင်ဒီကလမ်းမသွားစေတယ်ဒီမှာကြည့်ဒီပေါင်ဖိ4 5ပြီးတာ6အသက်ရှူ7ဦးဂျိုင်းပရဏာယမနဲ့ရှူလိုက်ရလက်ကိုကာလီမူဒရာလေးလို့ချိတ်ချင်ချိတ်နော်မရတဲ့သူချဲတာ9ရင်ဘက်ကိုဖွင့်ချမ်းရောက်ရင်နောက်ချက်ကိုအရှိကိုတစ်ချက်ခေါ်ပြီးရင်ဂျာနုရှိရှာစနာအောက်ကိုမှောက်ချက်လက်ကောက်ကိုကိုင်နိုင်တဲ့သူကကိုင်မကိုင်နိုင်တဲ့သူကကိစ္စမရှိရသလောက်တက်ရှူ2 3 4 5ပြေးပြေးလေးပြန်လျှော့မယ်ပြီးရင်ဒီချက်ကိုအနောက်ကိုပြန်ပို့မယ်โอเคပို့ပြီးွားရင်ဘိုင်းညင်အားတော့ခြေဖွားကိုလက်နှစ်ခုကြားထဲထည့်မယ်နောက်ဒူးကောင်းလေးချနော်လက်နှစ်ခုကြားထည့်မယ် low lunge နောက်ပေါင်လေးအတင်းဆုံးလေးဖိထိုင်မယ်ဒီနေရာမှာခါကော့တာလေးသတိထား bite sweat shot နော်လိုကြီးဘိုင်းနဲ့ပေါင်မကတ်စင်နဲ့ဒူးနိုင်ရင်ဒူးကန်များလေးတော့โอเคနောက်ပေါင်လေးကိုဖိတယ်ရသလားโอเคနောက်ပေါင်လေးပဲဖိတယ်နောက်ကိုများများသွားတယ် bite sweat shot core engage ပေါ့နော်ပြောချင်တာ core ကို engage လုပ်တာဒီနေရာလေးတွေโอเคနောက်ပေါင်ကိုပဲဖိတယ်အဲ့မှာလက်လေးလှုပ်လို့ရလို့လှုပ်ကြည့်လက်ထိတ်လေးကြမ်းမြုံရောက်လားရောက်တယ်ဆိုရှင်းကြည့်ဘိုင်းညစ်ထားခါမတင်းစင်နဲ့3 4ရင်ဘက်ပဲအဓိကရင်ဘက်ပဲကော့5 6 9လောက်နော်โอเคညီမလောက်ရညီမရလိမ့်မယ်ကြားတဲ့သူလည်းရလိမ့်မယ်နော်โอเคပြီးရင်ตาလေးရှေ့6လေးဖြောင်းလိုက်ရုံပဲ head split โอเคများများလေးဖြောင်းပေးအရှိကိုလောင်း head split လက်လေးစမ်းထုတ်နိုင်လက်စမ်းထုတ်တင်မားလေးညီအောင်ထားသက်ရှူရှူထုတ်မယ်နောက်တစ်ချိန်လေးရှူမယ်တခါကိုလေးအတင်းဆုံးဖြစ်သွားပြီနောက်ဆုံးတစ်ခေါက်ရှ
ရှူထုတ်ပြီးလက်ကလေးပြန်လာညလာပြီးအဲ့ချက်ကိုတခါတဲ့နောက်ကိုနော်အဆန့်တိုင်းယူလဲရတယ်အကွေတိုင်းယူလဲရတယ်ဆန့်နောက်မှာဆန့်6လေးကိုဒူးလေးကော့ထားနော်ဒူးလေးထောင်ထားပေါ့လူမျိုးလေးပေါင်လေးဖြဲထားပဲဘက်လက်နဲ့လှန်ဆွဲအသက်ရှူ1 balance 2 3 4 5လက်ပြန်ချနှစ်ခေါင်းနဲ့ဒူးနဲ့ထိဘိုင်းညက်ပြန်ချမယ် downward dog ပြန်ဝင်နောက်တစ်ဖက်ရှူသွင်းမယ် downward dog မှာရှူထုတ်ဘယ်ချစ်လေးမြောက်ဘယ်ဘက်လက်ရဲ့အပြည့် okay အတိုင်းလေးကနေပြီးတော့မှဖြည်းဖြည်းချင်းလေးကျမတို့နှိမ့်ဆင်းကြည့်အောင်ပေါင်လေးနော်ပေါင်ညှစ်အားတွေ3လက်ကအတွင်းနဲ့ဝင်1နောက်ဒူးဆန်ဆန်ထားနောက်ဒူးကောင်းကြွထားနော်2 3ပကုံးများတိုးဝင်နှိမ့်ဆင်းပေါင်ဖွင့်ရတာပြမို့အောက်ကိုနှိမ့်ဆင်းရမယ်4 5 okay လက်ကလေးပြန်သိမ့်မယ်ပီဂျွန်လေးထည့်နောက်ဒူးချ okay open ပီဂျွန်ကိုနိုင်တယ်လို့နော် open ပီဂျွန်ရဲ့ဒိတ်ပဲ open ပီဂျွန်ဆိုတာရှေ့ကဒူးနဲ့ခြေချင်းဝက်ကိုတဒန်းနဲ့ဖြစ်အောင်ယူထားတာပြောတာနော် okay စူးစမ်းကြည့်ရသလောက်လေးအပြော့ကလည်းမလွယ်ဘူးနော်အပြော့ဒီကြွက်သားတွေကိုညှစ်တဲ့ချိန်ကိုကောင်းကောင်းလှုပ်ထားနိုင်မှာဆန့်တဲ့ချိန်မှာကောင်းကောင်းဆန့်နိုင်ဖြည်းဖြည်းချင်းနောက်ပေါင်ဖိပြီးရင်ဘက်ကိုဖွင့်အရင်ဦးဆုံးကိုကဆန့်ကျင်ဘက်ခုနအတိုင်းပဲညာလက်ကိုsorry ဘယ်လက်ပြောဘယ်လက်ကိုအရင်လှုပ်ပေါင်ဖိအစင်ပြေပြီဆိုမှနောက်တစ်ဖက်ကိုပါလှုပ်ကြည့်အသက်ရှူ2ပြုံးနာ3 4နောက်ကိုများများကော့ယူထား by engagement မပြောက်စင်နဲ့5နောက်ချက်ကိုတစ်ခါလေးလှမ်းယူမယ်အရှိကိုဂျာနုရှိရှာစနာမောက်ချက်1 2 3 4 5 okay ပြန်လျှော့မယ်နောက်ကို6လေးပြန်ဖို့ညာ6လေးပြန်ဖို့ပြီးမှလက်ထောက်မယ်ဘိုင်းညာ3လက်နှစ်ခုကြားရဲ့ခြေပွားထက်နောက်ဒူးကောင်းချ low lunge ဖြည်းဖြည်းထားလာမယ်နောက်ပေါင်ဖိမယ်နောက်ပေါင်ဖိမယ်ဒါပေမဲ့ခါမကော့စင်နဲ့ဘိုင်းညက်ခါနည်းနည်းတော့ကော့မှာပဲလေနော်သူကဒီလိုမျိုးပေါင်ဖိထားတဲ့ခါကြတော့လေသို့တော်လည်းပဲ by engagement မပြောက်စင်နဲ့ဒီကနောက်ပေါင်ပဲအားဆိုင်ဖိရင်ဘက်ကိုဖွင့်ယူပြီးလက်ကလေးကြမ်းမြုပ်အနီးဆုံးဆွဲခေါ် by engagement မရှိလို့ရှိရင်ခါကိုထိမ့်မိတာဖြစ်တယ်နော်လမ်ဘာခါနေရအသက်ရှူ2ဒီမှာညီအောင်ထား3 4 5 okay ဒါလေးရှေ့ချီလေးကိုပြန်ဖြောင်းမယ် hand split that shoot 1ဒီမှာတက်ခါတက်2 3 4 5 okay လက်ကလေးပြန်ထောက်မယ်ဒါလေးရှေ့လျှောက်ကွေးပြီးယူသွားလို့ရတယ်ပြီးရင်ညာလေးနဲ့စန့်ကျင်မနဲ့ဆွဲမယ် okay ခါလေးနည်းနည်းလေးကော့မယ် core engage ရင်ဘက်လေးဖွင့်ပခုံးခံနိုင်တယ်လားခြေထောက်ကလက်ကိုဆွဲမယ်2အရှိုးပဲကြည့်3 4 5 okay ပြန်လာမယ်ဖြည်းဖြည်းလေးနှာခေါင်းလေးနဲ့ဒူးလေးထိမယ်ဘိုင်းညှင်မယ် okay ပြန်လာမယ် okay နောက်ဆုံးတစ်ခုပဲဒီတစ်ခါ peppy pose လေးနဲ့ block တုံးလေးသုံးပြီးတော့ elevated peppy လေး hold မယ်နော် second 30 hold မယ်ပြီးရင်ကျမတို့ posture လေးဖြစ်တဲ့ king pigeon လေးကိုလေ့ကျင့်ရအောင်နော်အဲ့တော့ဒါလေးချအမြင့်ဆုံးနောက်ကဒူးနဲ့တင်မတဒန်းနဲ့ထားရသလားညင်ဘက်ကြခြင်းမှလည်းကြမယ်ဖွင့်ထုတ်နိုင်တယ်လို့ဖွင့်မယ်ချော့ချော့ပြီးဆင်းသွားသက်ရှူမယ်2 3 4 5 6 7 8 9
10 okay ဖြည်းဖြည်းလေးပြန်ရှော့ okay ပခုံးလေးအားရှော့ time boost ကြောလေးပြန်ခုံထားပေးရှုသွင်းမယ် okay ဖြည်းဖြည်းလေးပြန်ရှော့ရ okay အဲ့တော့ကျွန်တော်တို့ကင်းပြီးကျွန်တော်ဒေါင်းတောင်းကနေပဲဝင်လိုက်ရအောင်เนาะအဲ့တော့စူးစမ်းကြည့်ကိုနားလေးမှာ strap လေးဒီက shoulder flip လုပ်တဲ့ခါเนาะ white တဲ့ခါလေးမှာနည်းနည်းလေးတော့ခက်ခဲတာမျိုးရှိလိမ့်မယ်ခုံးကျက်တဲ့သူတွေအဓိကပေါ့เนาะအဲ့တော့ဒေါင်းတောင်းကနေပဲကိုညာဘက်ချမ်းရပဲအရင်သွားလိုက်တော့เนาะ okay ဒေါင်းတောင်းကနေ6ကိုမြောက်လေးရတယ်မမြောက်လေးရတယ်3လက်တော့ okay ပြီးကျွန် post လေးထည့် okay ထည့်ပြီးရင်နော်နောက်ပိုင်းကျရင်ဘယ်လောက်ထိအောင်ရမလဲဆိုရင်ကျွန်မ advance ကိုအရင်ပြမယ်နော် advance ဆိုရင်အရှိ6ကို picking ပြီးကျွန်ရသလောက် open လဲရတယ် close လဲရတယ်ရင်ဘက်ကိုဖွင့်အနောက်ကိုနောက်ပအောင်ဖိထားရင်းနဲ့များများယူဒါလေးနောက်6ကိုကွေးလိုက်တာနဲ့လက်က6ကိုလှမ်းဖမ်းမိလိမ့်မယ်တမ်းပြီးဖမ်းမိမှာတမ်းပြီးဖမ်းမိမှာအဲ့မှာဒရောင်စစ်လို့ကားမထွက်သွားရအောင်ဒရောင်စစ်ကိုလွတ်ပြန်ချုပ်ရအောင်နော်အဲ့ဒါကတမ်းဖမ်းမိရဲ့အနေထားအဲ့တော့ဒုတိယအဆင့်ကကြတော့တမ်းမဖမ်းမိဘူး6ကိုနောက်6ကဘဲခြေဆိုရင်ဘဲလက်နဲ့6လေး4ချောင်းလုံးကိုစုပ်ကိုင်မယ်ခြေမချံပက်လက်နော်ငါတို့ကလက်ကပက်လက်အဲ့တော့မှကျမတို့လှည့်လို့ရမှာအဲ့မှာချော့ပြီးတော့1နည်းနည်းလေးလှည့်ကြည့်ပခုံးလေးတွေ2နည်းနည်းချော့ပြီးတော့လှည့်တယ်ပြီးမှနောက်တစ်ဖက်ကဒီဘက်ကလိုက်ရဒါတော့မကားရအောင်ခုနတိုင်းပဲချုပ်ရဒါဒုတိယတစ်ဆက်နော်အဲ့တော့ပခုံးကျက်လို့အခုမှဒီ6ကိုတော့ဖမ်းပြီးတော့လှည့်ဖို့မနိုင်သေးတဲ့သူတွေအတွက်ကြာနောက်ဆုံးတစ်ဆင့်ကကြတော့ကြိုးလေးနဲ့ဒီမှာချိတ်မှန်6ကိုခုနတိုင်းပဲကင်နာကတော့ပက်လက်ပဲသို့တော့ကင်ရင်6နဲ့လက်ကိုလေးဒီမှာကြည့်ကျွန်မပြမယ်နော်အရင်ကြီးလို့အဝေးကြီးကနေမကင်နဲ့ကိုကဒီနေရာကိုရောက်နေပြီဒီနေရာလောက်ကိုကျင့်နေပြီဆိုရဲကွာနည်းနည်းတော့ထိုက်တဲ့နဲ့တန်မာမှုပျော့ပြောင်းမှုကရှိတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးဒီမှာဆိုလို့ရှိရင်4-5လက်မလောက်အကွာလောက်ကပဲကင်ဆိုလိုတာအရန်မဝေးနဲ့လို့ပြောချင်တာအရန်မဝေးနဲ့3-4-5လက်မလောက်နေရပဲကင်ပြီးတော့မှသားလေးအဲ့ဒါဆိုပခုံးလေလှဲ့ဖို့အတွက်ပို့ပြီးတော့ तू ကခံစားရတဲ့ sensation ကိုပို့ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဝေးကင်ထားလို့ရှိရင်ဒီမှာပခုံးကငကိုရဲမှကြက်ပါဆိုမှ तू ကမပွင့်တော့နော်အဲ့ဒါနည်းနည်းလေးနီးပေးနည်းနည်းနီးပေးကိုယ့်ကချိန်ပေါ့နော်တယောက်နဲ့တယောက်နဲ့မတူကြဘူးလीနော်ချိန်ပေါ့နည်းနည်းလေးအရန်မဝင့်ရပြီ okay လှည့်မယ်ဒီဘက်ကလာကင်မယ်တဖြည်းဖြည်းချင်းနဲ့အဲ့မှာတထောင်စစ်မပြဲဘူးမကားသွားဖို့လိုတယ်ပြီးရင်ဖြည်းဖြည်းချင်းလမ်းလျှောက်လာနောက်ဆုံးတစ်ချိန်မှာကျမတို့6ကိုလှမ်းဖမ်းမိတဲ့အနေထားဖြစ်သွားပြီနော်ပြီးသွားရင်တော့အရှိလေးကိုပြန်မှောက်ချခဏလေးခါလေးပြန်ခုံပြီး okay နောက်တစ်ဖက်လေးသွားမယ်လက်လေးပြန်ထောက်မယ်နောက်တစ်ဖက်အဲ့တိုင်းပဲဘယ်ဘက်6လေးကိုရှောင်းတစ်ခုစုလိုက်ရင်ဘယ်ချီမြောက်မယ်ချက်အဲ့တော့ open close ကတော့6ကိုအရှိ6ထားတဲ့ဟာတော့ကိုယ့်ရဲ့ flexibility level ပေါ်မူတည်တယ်နောက်ပေါင်အဓိကဖိမယ် level 1နောက်ပေါင်ဖိမယ်ရင်ဘက်ကိုရင်ဖွင့်တယ်တန်းကင်တာနော်ရှာစရာမလို6ကလည်းအလားရင်ဘက်ကလည်းလက်ကလည်းအသွား okay level 2ဒါကိုရင်ပက်လက်စုပ်ကင်တယ်ဒီကနေကင်တယ် level 3ဂျိုးနဲ့သွားတယ်နော်အဲ့တော့အသက်ရှူပြီး5 breath ပြအောင်နေ1 2 3ကျမဆိုဒီဘက်ကပွင့်တော့ပို့ပြီးဖမ်းအဆင်ပြေအဲ့တော့တယောက်နဲ့တယောက်နဲ့ဟာတင်းရရှိတဲ့ဘက်ချင်းကလည်းမတူเนาะအဲ့တော့ကိုကလေတနေ့နည်းနည်းချင်းဖြည်းဖြည်းနဲ့မှန်မှန်တာလှုပ်သွားအဓိကလောဘမကြီးနဲ့ကိုနိုင်တဲ့လောက်လေးသွားမယ်เนาะပြန်လာမယ်ပြီးသွားရင်တော့6လေးနှစ်ဖက်လုံးဆန်လိုက်ကျမတို့ပါချီမိုတာနာစနာလေးနဲ့ရှော့ရအောင်ကြောက်လေးကိုဆန်မယ်ရှေ့လေးကိုမှောက်ချက်ဒီကခါခုံးဖို့လေးပဲဒီကလည်းပဲဒီကင်းပီဂျွန်ပို့စ်က तू က shoulder flip လောက်တာလေးပါတဲ့အတွက်ကြောင့်မလို့လေသူဒီဘယ်လိုပြောရမလဲခါလေးကော့တဲ့ဘက်ဘန်းနည်းနည်းပါတယ်เนาะဒါကြောင့်မလို့ခါလေးနည်း tension လေးမစောတဆနည်းနည်းဖြစ်သွားလို့ရှိရင်ဒါလေးတွေကိုပြန်လျှော့မယ်အဓိက core engagement ဘိုင်းညှင်အားလေးနဲ့ခါကိုထိမ့်ပေးဖို့မမေ့နဲ့အသက်ရှူဒီကောက်ကွေးကိုခဏမေ့ထားဒူးကွေးလို့လည်းရတယ်เนาะ3ကြောကိုပဲခုံပေး4 5 okay ဖြည်းဖြည်းလေးပြန်လျှော့ okay ပြီးသွားလို့ရှင်เนาะကျမတို့လှဲအိတ်လိုက်မယ်လှဲအိတ်လိုက်ပြီးတော့ဘယ်ဘက်6လေးကို
supta နော် flying pigeon လေးသွားမယ်နော်ဘယ်ဘက်6လေးတင်မယ် pigeon ပုံစံလေးပဲဆွဲကတ်ထားအသက်ရှူ1 2 3 4 5ပြီးရင်တစ်ခါလေး twist လေးလှည့်မယ်အောက်က6ကိုမပါသွားစေနဲ့လှမ်းကိုင်းဒီဘက်ကဘယ်ဘက်ဒူကောင်ညာဘက်လည်းနဲ့အုပ်ပြီးတော့ပခုံးလေးဖိချအသက်ရှူ1 2 3 4 5 okay ပြန်လာမယ်နောက်တစ်ဖက်6လေးဒီပေါ်မှာတင်မယ်1 2 3 4 5 okay ပြီးသွားရင် twist လေးလှည့်မယ်ဒီဘက်6လေးကိုကိုင်မယ်1 2 3 4 5 okay ပြန်လာပြီးရင်ဒူးနှလုံးလုံးကိုဖတ်မယ်ပြီးရင်ကျမတို့လေဆက်ဝိုင်းလေးเนาะဒူးကောင်းလေးနဲ့ဆက်ဝိုင်းဝိုင်းတယ်လို့မျိုးအဲ့ခါးကြောပြခါးပြားလေးပေါ့เนาะအောက်ကခါးပြားလေးကိုကျမတို့နှိမ့်နေပေးတယ်လို့မျိုးလေဒီလိုမျိုးလေး1 2 3 4 ဘယ်သွားလိုက်ညာသွားလိုက်အလဲပြန်လာလိုက်เนาะ5ရောင်းမြန်လေးပြန်ဝိုင်းကြည့်အောင်1 2 3 4 5 okay ပြီးသွားညာဘက်6လေးကိုစမ်းထုတ်ဘယ်ဘက်6လေးကိုဒူးလေးဖြောင်းရသလောက်ကိုယ့်ဘက်လေးကိုဆွဲများတကောက်ကွေးလေးပဲလဲရှော့မယ်နော်တကောက်ကွေးလေးလဲရှော့မယ်ခုနကကျတော့ကင်းပီဂျွန်မာကကျွန်တော်တို့ကဒူးကွေးထားတွေများတဲ့ကြောင့်မလို့လေတကောက်ကွေးလေးပြန်ရှော့မယ်အဲ့ဒီမှာတင်းအားလေးရှော့အောက်ကကြောပြားလေးကိုလုံးဝခုနတိုင်းပဲကျမ်းမြင်နဲ့ကတ်ထားခေါင်းလေးနည်းနည်းကြွလာမယ်1 supta padangustasana နော်2 3 4ဒူးဖြောင်းပေးအဓိကတကောက်ကွေးလေးလဲရှော့5 okay ပြီးရင်လှည့်အိတ်လိုက်မယ်တခါနောက်တစ်ချိန်ထပ် twist လိုက်မယ်ဘယ်ဘက်လက်နဲ့အုပ်ကိုင်တဝက်မှာပဲထိမယ်အောက်က6ပါမသွားစေနဲ့1 2 3 4 5 okay အဲ့လေထဲမှာပဲထားနော်ဒီတကောက်ကွေးရဲ့သူကဒီဘက်ဘေးဘက်ချောင်းရှော့စေချင်လို့နော် okay ပြန်ချမယ်ပြီးနောက်တစ်ဖက်ဆွဲမယ်တစ်ဖက်မတူကိုနိုင်တဲ့လောက်ပဲခါတက်ပေးတင်မတက်ပေးကြောယူပြားလေးကိုကတ်ထားခါယူပြားလေးကိုကတ်ထား2 4 5 okay ခေါင်းလေးကြွလာမယ်1 2 3 4 5 okay ခေါင်းလေးချမယ်ခြေသမ်းမချမ်းနေအုပ်ကိုင်မယ် okay ဒီထဲမှာကျိုးနဲ့ဆွဲရမယ်သူတရားမပါတော့တော့နော် okay အောက်က6ကြီးပါမသွားစေနဲ့အောက်က6ဒီတိုင်းပဲခြံခဲ့လိုရွေ့မသွားစေနဲ့နော်အောက်က6ကိုနိုင်တဲ့လောက်ပဲ1တဝက်ကိုပဲလိမ်ပြီးနည်းနည်းစောင်းချဘေးဘက်ချမ်းတကောက်ကိုရဲ့ဒီဘေးနားလေး2ဒီနားလေးတွေ3 4 5 okay ပြန်လာမယ်ရှုသွင်း okay ရှုထောက်ရှာဘာစနာတစ်ခါလေးချပါမယ်6လေးချလက်ကလေးပလက်လေးထားမယ်ခဏကိုတကူလုံးတင်းအောင် short ချလိုက်တော့ဦးကောင်းထိတ်ကနေဦးကောင်းနောက်ဖက်ဦးရည်ပြားလေးထိ short ပေးနှစ်ဖူးကြောတွေနှစ်ထင်ကြောတွေမျက်မှောင်ကျုံထားတာတွေရှင်အကုန်လုံး short ပါးပြင်တစ်ခုလုံးတင်းအားလေးတွေ short ပေးမေးရိုးလေးတွေတင်းအား short ပေးအာကောင်ထဲမှာရှာလေးတင်းထားရင် short ပေး11ပပတ်လည်းမှရှိတဲ့တင်းအားလေး short ညာဘက်ပခုံးထိတ်ကနေလက်ဖြားထိတ်ထိ short ညာဘက်ခါပြီးတစ်လျှောက်ပေါင်လေးထိတ်ကနေညာဘက်ခြေပြားထိတ်လေးထိ short ပေးဘယ်ဘက်ပခုံးထိတ်ကနေဘယ်ဘက်လက်ဖြားထိတ်ထိဘယ်ဘက်ခါပြီးတစ်လျှောက်ပေါင်ထိတ်ကနေခြေပြားထိတ်ထိ short
ရင်ဘက်1 byte လေးဖောင်းလောင်းလေးတစ်ခေါက်ရှူဖြည်းဖြည်းလေးပြန်လျှော့နောက်ကြောဘက်လေးအာရုံလေးပြုကြောပြင်အပေါ်အလဲအောက်ခါယိုစစ်ချင်းဖြည့်လျှော့သွားပြီတရီလေးကပ်ပြီးလက်ချောင်းလေးတတလေးနှုတ်ရှာကြည့်ခြေချောင်းလေးနှုတ်ရှာကြည့်ပဲခြေထောက်လေးနှစ်ခုပူလက်ကို1 byte ပေါ့တတချက်ကောင်းဖို့ဆွဲဆက်မျက်နှာတင်းရလေးရှော့ရှူထုတ်လိုက်ဘယ်ဒူးလေးကိုညာဘက်ကိုဆောင်းဖြည်းဖြည်းလေးလက်ထောက်အားလေးသုံးလေးချလာမယ်ခါလေးပြန်မယ်ဖွားလေးပုတ်ချအောင်ပူလာရဲ့ထိပူလာညလုံးလေးပေါ့ခုံလေးအောင်ညလုံးလေးဖွင့်ပိတ်လေးလို့ပေါ်အောက်ပြီးပဲညာချီလင်းရောင်လေးပြီးမှဖြည်းဖြည်းချင်းနဲ့ဖွင့်ချဖွားလေးပုတ်ချဒီကိုလုံးနှိမ့်နေပြီမယ်โอเคလေးရှူသွင်းရအောင်ပြုံလေးဖြည်းဖြည်းလေးပြန်လျှော့Namaste ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်